ဒီနေ့ညနေမှာတော့ကလေးတယောက်ကို9000ပဲဝင်ကြေးပေးရတယ်ကစားဝင်းလေးကိုရောက်ခဲ့တာပဲဖြစ်ပါတယ်တခြားကစားဝင်းတွေလို့အကျယ်ကြီးမဟုတ်ပေမဲ့လေတနေရာထဲမှာပဲကစားစရာပစ္စည်းအစုံလင်တွေထည့်ပေးထားတယ်ဒီကစားဝင်းရဲ့လိပ်စာကတော့မြောက်ဥက္ကလာကန်တာယာရဲ့ရဆောင်တို့လေးမှာရှိပါတယ်သူ့ဓမ္မလမ်းမကြီးအပေါ်မှာပါຫນွယ်ပိုးအိမ်နဲ့ကလျက်မှာရှိပါတယ်ဝင်းနဲ့ညီမလေးတွေကလေကလေးတွေပေါ်မှာတအားစိတ်ရှိတာတွေ့ရတယ်ကလေးတွေအားလုံးကိုတည်တည်ချာချာလေးကြည့်ဆိုင်ပေးပါတယ်ဒါလေးကတော့ထိုင်းပြီးစော့တဲ့ကလေးတွေအတွက်ကစားစရာလေးတွေပါလောက်တောင်ဆုံးလဲဆိုရင်ဘီဇီပုတ်ကလေးတောင်ရှိတယ်မိန်းကလေးတွေကြိုက်တဲ့အယုတ်အိမ်လေးတွေရောစန်နီယာလေးရယ်ဒီလိုအိမ်လေးတွေရယ်ထိုင်စောလို့ကောင်းတဲ့အယုတ်ကလေးတွေပေါ့နော်ဒီလိုမန်နေကုန်လေးလည်းရှိတယ်ချက်စရာလေးကလေးတွေအတူတူစော်ပြီးဗိုက်စာလာနဲ့စီချက်ကောက်ဆက်တဲ့အေးအေးလေးမှတောက်လိုက်တယ်ကလေးထိန်းနဲ့လည်းမုတ်တွေမှာစားလို့ရတယ်နော်ဒါကတော့ကြောက်စလစ်ခဲလေးတွေခတ်ပြီးတော့စော့လို့ကောင်းတယ်ဒါကတော့ကလေးတွေပြောအောင်ဖြော်ပြေးလေးတစ်ဖြစ်ပေါ့နော်လူကြီးဝင်လို့မရတဲ့ကစားနည်းတွေကိုဝင်းနဲ့ညီမလေးတွေကအတူတူခေါ်ဆော့ပေးပါတယ်အိမ်ကနေထွက်လာတော့ညနေ3 နာရီရပဲအခုကတော့စော့လို့ကောင်းကောင်းနဲ့မိုးတောင်ချုပ်သွားပြီအဆုံးထိရှိပေးလို့ကျေးဇူးပါ